ရပိုင်းထဲမှာလေအရန်ကို trend ဖြစ်နေတဲ့ဟာလေးတစ်ခုလေးဈာဖြတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာအရန်လှလာတယ်ဆိုပြီးတော့လေ skin care ကလည်းတကြားလိုမျိုးပဲဖြတ်လိုက်လို့ရှင်ပိုလှလာမလားဆိုတော့ထူးဆန်းတဲ့အတွေးတွေနဲ့လာမီးတဲ့သူတွေရှိလို့ပြောအောင်မယ်နော် skin care ဆိုတာကတင်းသိန်းနဲ့ဂယူးတစ်ဆိုင် carry လုပ်သွားရမှာနော်ဒီတော့ပေါ့နော်ကျမတို့ကမျက်နှာကို skin care မလုပ်ခင်မှာ double cleansing လုပ်တယ်မျက်နှာကိုတက်တယ်အရန်ပူတဲ့ရေနွေးနဲ့ပေါ့နော်မျက်နှာကိုမတင်မိဖို့အရေးကြီးပါတယ်နှာရဲ့ pH level က5 out ရောက်သွားမယ်ဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်အဆိုဓာတ်ကအနည်းဆုံး pH level 5 out ရှိသင့်ပါတယ်အရန်ပူတဲ့ရေနွေးနဲ့တက်တဲ့အခါမှာမျက်နှာရဲ့အရည်ပြား pH level အရန်ခန်းချောက်သွားမယ် hydrated ဖြစ်သွားပြီးတော့အရည်ပြားနီမြန်းတာတွေအရည်ပြားအရည်ခွန်တွေလဲတာတွေပြီးလို့ရှိရင်ရားရံတာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့အရန်ပူတဲ့ရေနွေးနဲ့မျက်နှာတက်ခြင်းကိုလည်းရှောင်ရှားပေးရပါမယ်နောက်တစ်ချက်ကတော့ home remedies တွေကို skin ပေါ်ကိုဓာတ်ရိုက်ပေါ့နော် skin care အနေနဲ့သုံးစွဲခြင်းကိုရှောင်ရှားပေးရပါမယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် lemon လိုမျိုးပေါ့နော် skin ပေါ်ကိုဓာတ်ရိုက်သုံးစွဲတာထက်စားလို့ရှိရင် safe ဖြစ်တဲ့အနေအထားတစ်ခုကိုရအောင်လို့ထုတ်လုပ်ထားတဲ့ပစ္စည်းကိုသုံးစွဲတာပိုပြီးသင့်တော်ပါတယ်မျက်နှာနဲ့ခန္ဓာကိုယ်ကိုသုံးစွဲလို့ရကြအောင် announcement လုပ်ထားတဲ့ body lotion တွေကိုမျက်နှာပေါ်သုံးစွဲခြင်းကိုရှောင်ရှားပေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်နဲ့မျက်နှာမှာရှိတဲ့ pH level resistance ကမတူညီတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ paraben ပဲဖြစ်ပါတယ် skin care product တော်တော်များများမှာသူတို့ရဲ့ symbol မှာထားတဲ့သက်တမ်း shelf life ကိုကြကြအထားခံဖို့အတွက် paraben ကိုအသုံးပြုလို့ရှိပါတယ်ဒီ paraben ကလည်းပေါ့နော် skin ပေါ်ကိုသုံးစွဲဖို့အတွက်ဆိုရင်မသင့်တော်ပါဘူးနောက်ပြီးတော့ဒီ GNC လေးက paraben လုံးဝမပါဝင်ဘူးเนาะဒါအပြင်ကိုတခွဲခန့်ထောက်ခံချက်တွေရော FDA ထောက်ခံချက်တွေရောရရှိထားတဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့သုံးစွဲလို့ရပါတယ်။စေကျော်သက်အသက်အရွယ်ကနေစပြီးတော့ကိုဝင်ဆောင်မိခင်တဲ့အထိပါသုံးစွဲလို့ရအောင်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘေးထွက်ဆိုးကျလုံးဝမရှိဘဲနဲ့ယုံကြည်စိတ်ချစွာနဲ့သုံးစွဲလို့ရပါတယ်။